ကချင်ပြည်နယ်ဟာမြန်မာနိုင်ငံရဲ့မြောက်ဘက်အကျဆုံးမှာတည်ရှိပြီးမြန်မာပြည်ရဲ့အမိုးလို့တင်စားခေါ်ဝေါ်ကြပါတယ်။တဘာဝအလှအပတယံဇာတနဲ့ယဉ်ကျေးမှုအလွန်ကျွဲဝတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။ကချင်ပြည်နယ်ရဲ့မြို့တော်ဟာမြကြီးနားမြို့ချီပြီးမြန်မာနိုင်ငံရဲ့အသက်သွေးကြောအေယာဝတီမြစ်စတင်ရာမေခနဲ့မလေးခမြစ်ဆုံတည်ရှိရာနေရာဒေသဖြစ်ပါတယ်။ကချင်ပြည်နယ်မှာအရှိတောင်အာရှရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ခါကာဘော်ရာစီတောင်အပါအဝင်နှင်းဖုံးတောင်ဟန်ကြီးများတည်ရှိပါ၍မြန်မာနိုင်ငံရဲ့အကြီးဆုံးတဘာဝအင်းတော်ကြီးအိုင်ဖြစ်တဲ့အင်းတော်ကြီးအိုင်ရှိပါတယ်။ကချင်မှာမျိုးနွယ်စု6စုရှိပါတယ်။သူတို့ကတော့ဂျိန်ဖော့လာချီလီဆူရဝမ်ဇိုင်ဝါနဲ့လောဝေါ်တို့အဓိကနေထိုင်ကြပါတယ်။ရှမ်းနဲ့ဗမာလူမျိုးများလည်းအတူတကွနေထိုင်ကြပါတယ်။မနောပွဲကကချင်ပြည်နယ်ရဲ့အထင်ရှားဆုံးရိုးရာပွဲတော်သူကြီးစီလုံးကြီးညွတ်မိုးကိုဖော်ဆောင်ပါလေ။မနောတိုင်များကိုအခြေပြုပြီးကခွန်ကြတဲ့ပွဲတော်ကြီးဖြစ်ပါတယ်။ကချင်ပြည်နယ်ဟာမြန်မာနိုင်ငံအတွက်နိုင်ငံခြားဝင်ငွေရှာဖွေပေးရမှာအဓိကကျတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။ဖားကန်ဒေသဟာကမ္ဘာမှာအကောင်းဆုံးကြောက်စိတ်များထရှိရာနေရာပါ။ရွှေနဲ့တတူများရွှေပယင်းနဲ့အခြားအဖိုးတန်တတူများလည်းထရှိပါတယ်။တစ်ရှူငပြောရော်ဘာနဲ့စံစပါးတို့ကိုလည်းအဓိကစိုက်ပျိုးပါတယ်။ကချင်ပြည်နယ်ကိုရောက်ရင်မြစ်ဆုံမေခါနဲ့မလေးခမြစ်နှစ်ဆွေပေါင်းစုံပြီးအေယာဝတီမြစ်ဖြစ်ပေါ်လာပုံပူတာအိုနှင်းဖုံးတောင်တန်းအလှကိုခန်းစားနိုင်ပြီးတဘာဝပတ်ဝန်းကျင်ရှုခင်းနဲ့ရွှေမြင့်စုရေလေဖျားဟာအလွန်ကြော်ကြားပါတယ်။ဝိုင်းမော့နဲ့ဗန်မော့ကသမိုင်းဝင်နေရာများနဲ့ရှုခင်းများကိုတွားရောက်ကြည့်ရှုတင်တော်နေရာများဖြစ်ပါတယ်။ကချင်ပြည်နယ်မှာရှိတဲ့ခါကာဘိုရာစီအမျိုးသားဥယျာဉ်ဟာဇီဝမျိုးစုံမျိုးကွဲနဲ့အလွန်ပကျွေဝပြီးကမ္ဘာအဆင့်ဂေဟစနစ်ထိန်းသိမ်းရေးနယ်မြေတစ်ခုလည်းဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and follow လုပ်ခဲ့ကြအောင်နော်။